Hello, Migalaba. Dine Natona Sapini, Mela Dawng-GA, the Negan nation, Tamia Nema. One year China do, the Shinade Quimpi, Piarki Chizuro, 2 Chima Mare. Messi Alo, Pomale, Piarki, Kanipi Basi. The name Nokobado who you saw at Quimpi, Piarki Namaro Tayo Bonji Basi. General Machansago, Nenge Lila, Jabaso. Tota cha kanji ta se phitပါတယ်Tota cha kanji ta se a pai ngel 3ဖြစ်ပါတယ်ဖြောင်းမသောသူကိုငှ၍တေစေခြင်းကထာဝရဘုရားသည်အခွင့်ပေးတော်မူမူဘုရားသခင်နှုတ်ပတ်တော်အဖြစ်အလုံးပေါင်းဘုရားရှိခိုးကောင်းကြီးပေးပါစေဘုရားသခင်ကဖြောင်းမသောသူတို့ကိုငှ၍တေစေခြင်းက အခွင့်မပေးဘူးဆိုတာနှုတ်ကပတ်တော်အဖြစ်ဖော်ပြနေတာဖြစ်ပါတယ်အာမင်ဖြောင်းမတော်သူဆိုတာဘယ်လိုမျိုးလူကိုခေါ်တယ်လဲလောကကြီးမှာလူတွေကတော့တတ်မှတ်တာပေါ့စင်ပွားရေးလုပ်တဲ့အခါမှာယူသားတဲ့သူအကြည့်ကောင်းတဲ့လူသူတစ်ပတ်ကိုမကောင်းမပြောဘဲနဲ့ဆက်ဆံရေးကောင်းတဲ့သူအဲ့လိုမျိုးလူတွေကိုဖြောင်းမတော်သူလို့လောကအရာတတ်မှတ်တာဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကဒီလိုမျိုးကိုတတ်မှတ်တာမဟုတ်ဘဲနဲ့ဖြောင်းမတော်သူကိုငှ၍တေစေခြင်းကထာဝရဘုရားသည်အခွင့်ပေးတော်မှာမူဆိုတာဘုရားပြောနေတဲ့ဖြောင်းမတော်သူဟာဘယ်လိုမျိုးလူလဲဆိုတာကိုလေ့လာချင်တာဖြစ်ပါတယ်ကျွန်တော်တို့ယောမအခန်းကြီး4ကိုဖတ်တဲ့အခါမှာဖြောင်းမတော်သူဆိုတာဘယ်လိုမျိုးလူလဲလို့ကောင်းကောင်းဖော်ပြထားတာကိုတွေ့ရပါတယ်ယောမအခန်းကြီးလေးအပိုင်ငယ်နိကနေ9ကိုလေ့လာတဲ့အခါမှာအပြားဟာဒီအကျင့်အားဖြင့်ဖြောင်းမရာတို့ရောက်ဒီမှာလင်ဝါကြွားเสียအကြောင်းရှိ၏ဘုရားသခင်စိတ်တော်၌ထိုတို့မဟုတ်ကျမ်းစာ၌အဘယ်သို့လာသနည်းအပြားဟာဒီဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင်းမခြင်းကဲ့သို့မှတ်တော်မူ၏အကျင့်ရှိသောသူမည်ဒီကကျေးဇူးအားဖြင့်အကျိုးခံရသည်မဟုတ်ခံထိုက်သောအားဖြင့်ခံရ၏အကျင့်မရှိသောသူမည်ဒီကမတရားသောသူ၏အပြစ်ကိုဖြေသောသူကိုယုံကြည်လျင်သူ၏ယုံကြည်ခြင်းကိုဖြောင့်မခြင်းကဲ့သို့မှတ်လျက်ရှိ၏ဒီတမန်ကျမ်းစာရဲ့ဆိုလိုချက်ကအကျင့်ကောင်းတဲ့လူခုနပြောသလိုသဘောကောင်းတဲ့လူရိုးသားတဲ့လူစီးပွားရေးမှာလည်းအစီပြေအောင်ဆက်ဆံရေးကောင်းတဲ့လူကိုပြောနေတာမဟုတ်ဘူးဘုရားသခင်ကသူ့ကိုယုံကြည်သောသူကိုဖြောင့်မတ်သောသူလို့ဘုရားသခင်တတ်မှတ်တာဖြစ်ပါတယ်အာမင်အဲ့ဒီဘုရားသခင်ကိုယုံကြည်သောသူဟာလူအမြင်ကဘယ်ပုံစံနဲ့ပဲဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော့ဘုရားသခင်ကိုအကျွင်းမဲ့ယုံကြည်သောသူကိုဘုရားသခင်ကဖြောင့်မတ်သောသူလို့တတ်မှတ်လေးရှိပါတယ်အာမင်ပြီးတော့ယခုမြေမောက်ခေလို့ပြောရမှာပဲဓမ္မတိခေမှာဘယ်သူကိုယုံကြည်ရတယ်လဲဆိုရင်သခင်ယေရှုကိုပဲယုံကြည်ရတာဖြစ်ပါတယ်ယောမ30အပိုင်ငယ်30ကိုဖြောင့်မတ်ခြင်းရဖို့စိတ်နှလုံးနဲ့ယုံကြည်ရတယ်လို့ဖော်ပြထားပါတယ်အာမင်ကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ယောမ30အပိုင်းငယ်30မှာဖြောင်းမရာတို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏လို့ဖော်ပြထားတာဖြစ်ပါတယ်အာမင်ဖြောင်းမတော်သူဖြစ်လာဖို့ကယုံကြည်ဖို့ပဲဖြစ်ပါတယ်အလူများများလူနိုင်လို့မဟုတ်ဘူးအချစ်တီလာများများစောင့်နိုင်လို့မဟုတ်ဘူးကုသိုလ်များများလုပ်နိုင်လို့မဟုတ်ဘူးဖြောင်းမတော်သူဆိုတာသခင်ယေရှုကိုစိတ်နှလုံးအကျွင်းမဲ့ယုံကြည်တော်သူကိုဖြောင့်မတော်သူလို့ဘုရားခင်ကတတ်မှတ်တာဖြစ်ပါတယ်ပြီးတော့ဓမ္မတိခေမှာဖြောင့်မတော်သူတစ်မျိုးတည်းမဟုတ်ဘူးဘုရားသားလို့လည်းတတ်မှတ်ပေးတယ်ထာဝရတရားတော်သူလို့လည်းတတ်မှတ်ပေးတယ်ဘုရားခင်ရဲ့အင်တော်သားကောင်းကင်နိုင်ငံမှာအမွေခံရတော်သူလို့လည်းတတ်မှတ်ပေးတာဖြစ်ပါတယ်အာမင်ဘာကြောင့်ဒီလိုမျိုးတတ်မှတ်ပေးတယ်ဆိုရင်တပါးတီတော်သားတော်ကိုစိတ်နှလုံးအကျွင်းမဲ့ယုံကြည်သောကြောင့်ဖြစ်ပါတယ်
都大家看见这些半夜懂嘛？票马到度过俺月得些钱啊，头上票的快背到嘛木路，表内的是干哈？啊，龙天嘛，出来的看嘛，不要看个都也打的没得过，俺比嘛得不，快嘛背不了表内那批的，阿妹，不要看个都打的没得过，俺比嘛得不，快嘛背不出来，他妈讲啥批，都个地方西比大批的。别罗开明白中央把来些，别罗别的那明白中央把来些，不要看个，俺们看把钱批得不，老吧快背嘛好吧，就那就嘛这个路鸟呀啦，不要看个，但你的破阿批变成背嘛批的，阿妹，大家票马到读出来，路面的但票马到读标你那么好不，但把地到打到艺术个，用几道读标你那批把的，喽，大家今天讲啥个？一个都离了的，批把的，就那就嘛说老家鸡嘛在现在看嘛，但看书个用几多度哈，但看书片边下也苗呢，边下也把前面些批拉开把的，五年也呀，边下个不要个用几咯，不要看个边下不咯，前面苗批把些，票嘛到度咯，边下个大嘛批他批的，同你来讲呗，就那就嘛说嘞。但看书个现在龙片用几多度哈，边下也大面批的，边下也苗呢批的，把将来用几起拍开批的，边下改到就那就嘛说嘞用几路批把，大家不要看个，都大家开始得些，半夜当嘛表你的票嘛到度哈，但看书个用几多度个表你的批把的，喽大家今天。家下来弄把到阿皮，有时呢，看下家没咯，苗人把的，阿老包皮的看讲几百把噻。